ကဲဒါလေးကနေ့လေစားသမင်းစားပြီးတော့အဆက်လေးနဲ့စားမယ်ပေါ့နော်ဒါအုံပေါင်းကဒါ1000မိုးပါဒါလေးကငပြောကြီးကြော်က3လုံးဝယ်လာတယ်ပေါ့နော်တစ်လုံးကိုဒါ600ဒါလေးကတော့ဒါ1000မိုး8ခုပေါ့နော်ဒီကအာလူကတလစ်ကြော်လေးပါတယ်ဗျာကြော်ပါတယ်ပေါ့နော်ဒါတော့အုံလုံးကြော်ကဒါ2000ဘို့8လုံးဒါလေးကတော့မုံပဲတုပ်ပေါ့နော်ဒါကတော့တစ်ဆိုင်နဲ့ဒါကြီးအားလုံးကတစ်ဆိုင်နဲ့ဒါကကြတော့ဒီလေယောင်းနဲ့အသေးပေါ့လေယောင်းနဲ့တကယ်ဒါ900ဘို့ပဲရှိရပါသီလားအဲ့ဒါကိုဒါကျမတို့1000နဲ့တစ်လုံးနှလုံးတော့စားလိုက်တယ်အဲ့ဒါလက်ဖက်6ပွဲရုံမှာပါဆယ်ထုတ်နေအောင်မြင်တော့လေအဲ့ကောင်မလေးလေဝင်းနေကြတော့ကိုလည်းဝယ်လိုက်တော့သူတို့1000မို့အများကြီးပဲဒါကိုကတော့ဒါ900သူတို့1000နဲ့ဒါ1000ကသူတို့900လောက်ဖြစ်တက်နာတော်လေးနှင်းကဲဒါလေးကထားရပါတော့ဒါလေးစားမယ်နော်ဒါလေးက1000မို့ကတော်နည်းနောက်ရတာအိမ်ကြီးလောက်စားအောင်မယ်ကွာ YouTube ကနေကြည့်ပြီးတော့ဒီကလုံးပုံလုံးကြီးအိမ်ကြီးလောက်စားအောင်မယ်ဒါငေါ့1000ဆိုပြီးရောင်းလိုက်တာလောက်နည်းနည်း3လောက်ပဲစားရသေးတယ်အကြည့်အောင်900ဘို့လောက်ပဲရှိအောင်ဒါလေးကတော့မစိုးဘူးပေါ့နော်ပေးရတာနဲ့ပြောကြီးကတော့ဒါ600ကတော့ဒါသူများထက်နည်းနည်းကြီးရတယ်ဒါနော်ကဲဒါတတိလေးကောင်းတော့8ခုလေ1000ဘို့8ခုရတိရတယ်ထဲရမကြည့်ထဲရဒီလိုလေးနဲ့နော်ရန်ကောင်းတယ်နော်စားလို့ရကြော်လုံးနဲ့စားစီအောင်ရကြော်အလုံးကြော်ထားအောင်ကောင်းအုံလုံးကြော်ဒီအုံလုံးကြော်အရင်ကြိုက်တယ်